မိဘကိုလှုပ်ကြွေးရဲ့သူရှာရဖွေရပိုလွယ်မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူပိုပြည့်စုံလာတတ်တယ်မိဘကိုပြန်ကြည့်တတ်တဲ့သူပိုအဆင်ပြေလာမယ်မိဘစကားနားထောင်တဲ့သူကအမြဲစိတ်ချမ်းသာရတယ်ဒါကြောင့်ရှိနေတော့မှတိတတ်ပါအသက်ကြီးမှပြန်ကြည့်မယ်လို့မတွေးပါနဲ့ကိုပြန်ကြည့်နိုင်တဲ့အချိန်သူတို့ရှိချင်မှရှိတော့မှာပါမချမ်းသာလို့မပြည့်စုံသေးလို့ဆိုတဲ့စင်ချေတွေအစားကိုတက်နိုင်သလောက်အဖေအမေကြိုက်တတ်တဲ့မုံကလေးထုတ်အနှွေးထည်လေးတစ်ထည်ဖက်နှက်လေးတစ်ရံလောက်နဲ့တင်ကန်တော့တာမျိုးကသူတို့ကိုစိတ်ချမ်းသာစေရဲ့စိတ်ထဲမှာပြည့်စုံစေတယ်စကားတခွန်းရှိတယ်မိဘအတွက်ကုန်သွားတဲ့ငွေကအမြဲဆယ်စပြန်လာတယ်ကိုစီကနည်းနည်းရပြီးများပြန်ပေးခြင်းသူကမိဘတွေအပြင်မရှိပါဘူးလက်ရှိအောင်မြင်နေတဲ့သူတွေကိုကြည့်ရင်မိဘကိုတိတက်သူတွေချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်မိဘကိုဘယ်တော့မှမညှို့ညင်တတ်သူတွေမယုံမရှိနဲ့သူတို့ကြောင့်မိဘအဆင်ပြေရမဟုတ်ပဲမိဘကြောင့်သူတို့အဆင်ပြေနေရပါမိတ်ဆွေ